မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်အောင်ဆန်းစုကြည်အသက်ထင်ရှားရှိပါသေးသလားတန်တရားဖြစ်ပွေအချက်လက်များနဲ့ speak out လုပ်ကြရန်တိုက်တွန်းချက်လက်ရှိအချိန်တွင်လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးနှင့်အသက်အန္တရာယ်ပေါ်စိုးရိမ်ပူပန်မှုများအထူးမြင့်တက်နေပါတယ်အထူးသဖြင့်စစ်ကောင်စီအတွင်းပိုင်းမှထွက်ပေါ်လာသောကောလာဟလသတင်းများအရသူမကွယ်လွန်သွားပြီလားဆိုသည့်မိကွန်းမှာပုံမှုကျေလောင်လာပါတယ်ကျွန်တော်တို့အနေဖြင့်အောက်ပါခိုင်လုံသောအချက်လက်များကိုအခြေခံ၍စစ်ကောင်စီထံမှအပြေတောင်းရန်လိုအပ်နေပြီဖြစ်ပါတယ်။နိုင်ငံတကာဖိအားများကိုအရေးမဆိုင်နိုင်တော့ခြင်းနိုင်ငံတကာမှအထူးကိုယ်စားလှယ်များတန်တမန်များနှင့်အနိကဆုံးမိသားစုဝင်ဖြစ်သူသားငယ်ကိုထိန်လင်းကင်အရစ်ကိုတိုင်းထွေးဆောင်ခွင့်တောင်းဆိုနေသည့်တိုင်စစ်ကောင်စီဘက်မှယနေ့တိုင်အတွေ့မခံနိုင်ခြင်းမှာအလွန်ထူးခြားနေပါသည်။ပုံမှန်အားဖြင့်စစ်ကောင်စီသည်၎င်းတို့အကြက်ရိုက်ချိန်တိုင်းဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချ၍နိုင်ငံရေးထွက်ပေါက်ရှာလေးရှိတော်လဲရှစ်ခုအခါတွင်မူမြည်သည့်နည်းနှင့်မျှထုတ်မပြနိုင်တော့သည်ကိုတွေ့ရပါတယ်။နေခင်မီဤပညာဖြင့်ပင်သက်သေမပြနိုင်ခြင်းအကယ်၍လူကိုယ်တိုင်တွေ့ရန်ကျမ်းမာရေးအရာတော်၎င်းလုံခြုံရေးအရာတော်၎င်းအစင်မပြေပါကဗီဒီယိုကောဖြင့်ဖြစ်စေဗီဒီယိုမှတ်တမ်းဖြင့်ဖြစ်စေအသက်ထင်ရှားရှိကြောင်းသက်သေပြနိုင်ပါတယ်။သို့သောဝါရဖြန့်ချီရေးတွင်ကျွမ်းကျင်သောစစ်ကောင်စီသည်မြဝတီသတင်းဌာနမှတက်စဉ်လက်ဆောင်ပေးရန်တွေးဆောင်ခြင်းအစရှိသည့်ဟန်ပြတပ်ပုံများကိုပင်ထုတ်မပြနိုင်တော့သည်မှာကာလအတန်ကြာမြင့်နေပြီဖြစ်ပါတယ်။၃သတင်းအမှောင်ချ၍အချိန်ဆွဲနေမှုအကယ်၍မလိုလားအပ်သောအခြေအနေတစ်ခုခုဖြစ်ပွားခဲ့ပါကလည်းစစ်ကောင်စီအနေဖြင့်သတင်းထုတ်ပြန်ရန်ဖွင့်လှစ်နေမည်မှာအမှန်ပင်ဖြစ်ပါတယ်။ရှိုးအလောင်းဖျောက်ဖျက်မှုနှင့်တာဝန်ယူမှုတာဝန်ခံမှုများကြောင့်တိုင်ပတ်နေနိုင်ပြီးသတင်းကိုအတက်နိုင်ဆုံးဖုံးကွယ်ထားကရှိသည့်ဟုသာဝါရဖြန့်နေမည်မှာသူတို့၏ထုံးစံပင်ဖြစ်သည်ဒီကုန်းနှင့်တိုက်တွန်းချက်ပြစရာရှိလျင်ပြစရာရှိလျင်ပြစရာမရှိတော့လေဖုံးစရာရှိလျင်အလုံးပိတ်ထားတတ်သည်ဆိုသည့်အတိုင်းယခုကိစ္စမှာတာမန်ကောလာဟလာထက်ပုံမလေးနဲ့နေပါတယ်ထို့ကြောင့်နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်ဒေါ်အောင်ဆန်းစုကြည်၏အခြေအနေကိုလက်တွေ့ကျကျသက်သေပြရန်စစ်ကောင်စီအားဖိအားပေးကြရန်ပြည်ရင်းပြည်ပရှိမိဘပြည်သူများအနေဖြင့်လည်းဤအကြောင်းအရာကိုကမ္ဘာကသိအောင် speak out လုပ်ကာအတန်ထွက်ကြရန်အထူးတိုက်တွန်းအပ်ပါတယ်ဆက်လက်ပြီးကြောက်ဖြူဒညောက်ဝတီရေတပ်ဌာနချုပ်ကိုအေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တဲ့အတွက်ဗိုလ်အဆင့်ရှိသူအပါအဝင်20ခန့်သေဆုံးတဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ကြောက်ဖြူမျိုးနဲ့တစ်ပုတ်တောင်ချီဆိုင်ဒညောက်ဝတီရေတပ်ဌာနချုပ်ကိုအရကတက်တော်အေကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်တပ်ကအရာရှိအဆင့်ဗိုလ်တွေအပါအဝင်စစ်သား20ခန့်သေဆုံးခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။မလ9ရက်နေ့ညအချိန်ခန့်ကအေကလက်နက်ကြီးအလုံးကြီး10ကျော်ခန့်နဲ့တစ်ပုတ်တောင်ရေတပ်ဌာနချုပ်နဲ့အနီးနားမှာရှိတဲ့တိုက်ခိုက်ရေးစစ်ရေးရင်တွေကိုတပြိုင်နက်တိုက်ခိုက်ခဲ့ရမှာလက်နက်ကြီးကြီးချို့ဟာရေတပ်ဌာနချုပ်ဝင်တဲ့ချက်ရောက်ပောက်ကွဲရာကနေအခုလိုတည်ဆုံခဲ့ရတာလို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တအုပ်ကသတင်းဌာနကိုပြောပါတယ်စစ်ကော်မရှင်ဟာအခုရက်ပိုင်းတွေတွင်ဖြစ်ပွားနေတဲ့စစ်တွေကြောက်ဖြူနဲ့နေရီကန်တို့မှာအကြအဆုံအလွန်များပြားနေတဲ့အတွက်ရခိုင်ဒေသရှိစေယုံစာတင်ကျောင်းဖုံးတော်ကြီးကျောင်းတွေနဲ့ဈေးတွေအပါအဝင်လူနေကြီးပါရက်ကွမ်းစစ်ပေးရှောင်စခန်းတွေကိုလေကြောင်းခန့်နေဘုံကျဲတိုက်ခိုက်မှုတွေကိုအရင်ခါထက်ပိုပြီးလှုပ်လာနိုင်တဲ့အတွက်အလုံးသတိထားနေထိုင်ဖို့လိုအပ်ပါတယ်လို့စစ်ရေးသုံးသပ်သူတွေကပြောပါတယ်ဆက်လက်ပြီးအေပူပေါင်းတက်ထိုးစင်ကြောင်းကပ္ပစ16မှစီကောင်စီတပ်သားတွေထွက်ပြေးမှုများရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ပဲခူးတိုင်းပတောင်မြို့နယ်အုပ်ရှိပင်တက်နေရှိစစ်ကောင်စီတပ်ရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကပ္ပစ16စက်ရုံကိုအရကတက်တော်အေနဲ့ပူပေါင်းတက်တို့ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်စက်ရုံရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ထွက်ပြေးမှုတွေရှိနေတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။အခုမလဇန်ပိုင်းကအေနဲ့ပူပေါင်းတက်တွေဟာစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကပ္ပစ16စက်ရုံကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစက်ရုံအတွင်းကိုကြားရောက်ပောက်ကွဲမှုတွေရှိခဲ့တယ်လို့စက်ရုံအတွင်းရှိလဲပတ်မှုအလုံးကိုရပ်ဆိုင်းထားရတယ်လို့သိရပါတယ်။အဲ့ဒီလိုရက်ဆိုင်ထားရတဲ့ကပ္ပစ16စက်ရုံအတွင်းမှာပင်တက်တစ်ခုလုံးကိုအသစ်နေရာယူထားတဲ့ပုံစံနဲ့ပြင်ဆင်ထားရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာအဆိုပါအခြေအနေတွေကြောင့်စက်ရုံအတွင်းကနေထွက်ပြေးနေကြတာဖြစ်တယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်တအုပ်ကသတင်းဌာနကိုပြောပါတယ်။စက်ရုံလက်ပတ်မှုကတော့အကုန်လုံးကိုရက်ဆိုင်ထားပါတယ်။ပြီးတော့တစ်ဖက်မှာလည်းအေနဲ့ပူပေါင်းတပ်တို့ထိုးစစ်ရောက်ရှိနိုင်တာကြောင့်စက်ရုံအတွင်းကနေကပ္ပစတပ်ဖွဲ့အချို့အခုကနေထွက်ပြေးနေကြပါပြီ။ကျန်တဲ့သူတွေနဲ့ပဲတက်တွေပြန်ဖွဲကခုခံဖို့လုပ်နေကြတာပါလို့အဆိုပါစစ်ရေးသတင်းရင်းမြစ်ကဆက်ပြောပါတယ်ကပ္ပစ16စက်ရုံဟာအုပ်ရှိပင်မြို့နယ်မတုံကြီးရွာမှာတည်ရှိနေတာဖြစ်ပြီးအေနဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ဟာလည်းအဲ့ဒီစက်ရုံနဲ့2မိုင်ခန့်အကွာအဝေးထိကိုရောက်ရှိလာနေတာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ဟာကပ္ပစစက်ရုံမကြရေးအတွက်လေကြောင်းပစ်ကူတွေကိုအဓိကအသုံးပြုတိုက်ခိုက်နေပြီး
အုပ်ရှစ်ပင်တက်နေအတွင်းကလည်းရင်ကြီးတွေနဲ့စစ်အင်အားဖြည့်တင်းမှုတွေရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ9 ရက်နေ့ကလည်းစစ်ကောင်စီတပ်ဟာကဘာဆာ16စက်ရုံအနေရှိနှစ်ဖက်ထိတွေ့ဖြစ်ပွားတဲ့နေရာကိုလေကြောင်းကနေဂျက်တိုက်လေယာဉ်နဲ့ပေါင်900ဘုံတွေအဆက်မပြတ်ကျဲချတိုက်ခိုက်ခဲ့တယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းသည့်9နှစ်တာကာလတွင်ထင်သာမြင်သာတိုးတက်မှုများနှင့်အောင်မြင်မှုများမျိုးစေ့ချပေးခဲ့ပြီးဟုအကြံဖတ်မင်းအောင်လှိုင်ပြောဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းခဲ့သည့်9နှစ်တာကာလတွင်ထင်သာမြင်သာတိုးတက်မှုများနှင့်အောင်မြင်မှုများမျိုးစေ့ချပေးခဲ့ပြီးဖြစ်ကြောင်းအကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောဆိုပါတယ်။ရှမန်နေပြည်တော်တွင်ပြုလုပ်သောဗန္ဒာရေးကော်မရှင်အစည်းအဝေးနှင့်အမျိုးသားစီမံကိန်းအစည်းအဝေးတွင်အကြံဖတ်မင်းအောင်လှိုင်ကထိုးထိုးပြောဆိုခြင်းဖြစ်ပါတယ်။2025ခုနှစ်ဒီဇင်ဘာလ28ရက်မှစ၍ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းရွေးကောက်ပွဲများအပြီးလွှတ်တော်အစည်းအဝေးများမှရွေးချယ်တာဝန်ပေးလာသည့်အစိုးရကိုနိုင်ငံတော်တာဝန်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းမိမိတို့အစိုးရအနေဖြင့်ကောင်းမွန်သည့်ဆောင်ရွက်ချက်များနှင့်အောင်မြင်မှုများကိုမျိုးစေ့ချပေးခဲ့ပြီးဖြစ်သည့်အတွက်ဆက်လက်တာဝန်ယူသွားမည့်အစိုးရအနေဖြင့်လည်းလုပ်ငန်းများအရှိန်အဟုန်မပြတ်ဆက်လက်ဆောင်ရွက်နိုင်ရေးကဏ္ဍအလိုက်ဦးစားပေးအသုံးစရိတ်များကိုယာထားသတ်မှတ်ပေးခဲ့ကြရမည်ဖြစ်ကြောင်းမင်းအောင်လှိုင်ကဆိုပါတယ်မိမိတို့တာဝန်ယူခဲ့သည့်9နှစ်တာကာလတွင်ထင်သာမြင်သာရှိသည့်တိုးတက်မှုများရရှိအောင်ဆောင်ရွက်ပေးခဲ့ကြောင်းလမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမျိုးရွာများတန်ရှင်းလှပတာယာရေးမျိုးပြအင်္ဂါရပ်များနှင့်ညီညွတ်မှုရှိစေရေးစွန့်ပစ်အမိုက်စနစ်တကျစီမံခန့်ခွဲနိုင်ရေးစသည့်နယ်ပယ်များတွင်ပြောင်းလဲတိုးတက်စေရန်ကိုဆောင်ရွက်ပေးခဲ့ကြောင်းစီးပွားရေးနှင့်ပတ်သက်ပြီးအသေးစားအငယ်စားအလတ်စားစီးပွားရေးလုပ်ငန်းများရှင်သန်ဖွံ့ဖြိုးရေးနှင့်အစဉ်ရေရှည်ရပ်တည်နိုင်ရေးအတွက်လုပ်ငန်းစတင်ချိန်မှစပြီးဈေးကွက်သို့ရောက်ရှိချိန်ထိလိုအပ်သည့်နည်းပညာနှင့်ငွေကြေးပံ့ပိုးမှုများကိုလည်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသူကဆိုပါတယ်။တမွေးပညာရပ်များပညာရေးကျန်းမာရေးအားကစားလူငယ်များ၏ဘဝမြင့်တင်နိုင်ရေးနှင့်အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင်လူငယ်များအကျိုးရှိစွာပါဝင်ဆောင်ရွက်နိုင်ရေးကိုအားပေးမြင့်တင်ပေးလျက်ရှိကြောင်းမိမိတို့တာဝန်ယူခဲ့သည့်ကာလအတွင်းမိမိတို့အနေဖြင့်နိုင်ငံတော်အတွက်ဗပောင်းဆောင်တွင်အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီးပြည်သူများ၏လိုလားတောင်းတချက်များကိုပြည်တွင်း၌ရှိသည့်အင်အားဖြင့်အတက်နိုင်ဆုံးကြိုးပမ်းဖြည့်ဆည်းပေးခဲ့ကြကြောင်းသူကဆက်လက်ပြောဆိုပါတယ်။လျှက်စစ်တပ်အားဖူလုံရေးနဲ့ပတ်သက်ပြီးလည်းရေအားလျှက်စစ်စီမံကိန်းများဆိုလာလျှက်စစ်စီမံကိန်းများကိုအောင်မြင်အောင်ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းရခိုင်ကချမှတ်ဆောင်ရွက်ခဲ့သည့်ဒီအားလျှက်စစ်စီမံကိန်းများအကြောင်းမျိုးမျိုးကြောင့်ဆက်လက်ဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်းကြောင့်လက်ရှိအချိန်တွင်လျှက်စစ်တပ်အားဖူလုံစွာသုံးစွဲနိုင်မှုမရှိခြင်းဖြစ်ကြောင်းလျှက်စစ်နှင့်စွမ်းအင်ကဏ္ဍဖူလုံမှုရှိစေရေးအတွက်လည်းအမျိုးသားစီမံကိန်းကော်မရှင်အနေဖြင့်ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းသူကဆိုပါတယ်။မိမိတို့အနေဖြင့်စတင်တာဝန်ယူပြီးကာလနောက်ပိုင်းတွင်တည်ယူဖို့ဆောင်ရင်းနဲ့ပတ်သက်ပြီး73စီကားများယထာများအစားလျှက်စစ်ကားများနှင့်လျှက်စစ်ယထာများပြည်ဆွဲနိုင်ရေးအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိကြောင်းလက်ရှိအချိန်တွင်ဤပွေကားများအသုံးပြုနေကြပြီးဖြစ်တဲ့ကဲ့သို့လျှက်စစ်စွမ်းအင်သုံးယထာစက်ကောင်းများအသုံးပြု၍လည်းယထာခီးစဉ်များပြည်ဆွဲပေးနိုင်နေပြီဖြစ်ကြောင်းလက်ရှိအချိန်တွင်ကမ္ဘာနိုင်ငံရေးအခင်းအကျင်းများကြောင့်ဖြစ်ပေါ်လာသည့်73စီရှားပါမှုဖြစ်ပေါ်လာနိုင်သည့်အခြေအနေတွင်လျှက်စစ်ကားနှင့်ယထာများ၏အခမ်းကဏ္ဍသည်များစွာတိုးတက်လာစေမည်ဖြစ်ကြောင်းအမျိုးသားစီမံကိန်းကော်မရှင်အနေဖြင့်လည်းနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရေတိုရေရှည်စီမံကိန်းများချမှတ်ရာတွင်ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကိုနိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးကာကွယ်ရေးတို့နှင့်ချိန်ထိုးသုံးသပ်စဉ်းစားတွက်ချက်၍အမြင့်ကျကျဖြင့်ရေးဆွဲချမှတ်သွားကြရန်မှာကြားလိုကြောင်းမင်းအောင်လှိုင်ကပြောဆိုပါရယ်အကြမ်းဖက်မင်းအောင်လှိုင်ကလာမယ့်2026-2029ဘဏ္ဍာရေးနှစ်တွင်တမျိုးသားလုံး၏ပြည်တွင်းအသက်တင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး GDP ကိုကျပ်3,9532 ဘီလီယံရရှိရန်မျှော်မှန်းထားပြီးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း 3.4% ရရှိရန်မျှော်မှန်းထားကြောင်းထုတ်ဖော်ပြောဆိုသွားပါတယ်။ကျွန်မတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။